โอเคအားလုံးပဲမနေ့ပြန်တော့ကဟိုဟာကီးလိုက်မယ်ဟိုဟာပြမယ်သိလားအပြီးပေါက်ကကျွန်တော်ကအပြီးပေါက်ကတွက်ခဲရဆိုတော့ကီးနေကုန်ကီးတစ်လုံးနေကုန်ကီးလိုင်းပြမယ်ပြီးတော့ကျွန်တော်ညဗီဒီယိုမှာပြောပြသွားတယ်ဟိုဟာဒီနှစ်ရက်အတွင်းတိုင်းမှာနော်ဒီနှစ်ရက်အဖွင့်နှစ်ရက်တိုင်းမှာဟိုဟာအဲ့ဒါပဲနော်ဒါဟိုဒါ2024တလပန်းစပြီးတော့ပြင်တာအခု2025ထွက်တဲ့ဒီပါတယ်ဒီနေ့တော့ရေးရသည်နည်းနည်းရေးလိုက်အောင်ခွန်ငါစက်ပါခွန်ငါတော့ညနေခွန်ငါတော့ကျွန်တော်အဲ့ခွန်ငါကိုညနေပောက်တယ်သူတော်တော်ချတယ်ဒီလေကိုကဟိုပြန်ကြအပတ်တိုင်းရမှုအဲ့လိုမျိုးဝင်နေကြရအောင်စောင့်ဖန်နိုင်อ่ะဒီမှာအပတ်စဉ်တိုင်းပထမနေ့ရက်တွင်3.5ကီညဗီဒီယိုမှာလည်းပြောတော့ပါတယ်3.5ကီရထိရယ်ဒီအဲ့မှာဒီကလင်ဒါကြီးတစ်ခုလုံးမှာလိုက်စစ်လို့ရတယ်ဒီအပတ်စဉ်တိုင်းမှာပထမနေ့ရက်တွင်3.5ကီရထိရယ်နောက်ပြီးဒီအပတ်စဉ်တိုင်းပထမနေ့ရက်တွင်မှာ646က646ကီရလုံးဝထိရယ်ဆိုတော့ဒီနေ့ထွက်သွားခွန်ငါဆိုတော့646ထိမိသွားတော့မနက်ဖြန်နေကောင်က646ကီတကီရှိရယ်နောက်ပြီးဒီ2593အခွေ2593အခွေကကျွန်တော်ဒီမှာကနန်းအိမ်တော့လာယူတဲ့လူဆိုကျွန်တော်ပြောဘူးရယ်ဒီ2593အခွေကအပတ်တိုင်းလိုထွက်တယ်အဲ့ဒါကိုခွေတို့အားမျိုးကျွန်တော်ပြောရတယ်ဟုတ်ပါထွက်သွားပြီဆိုတော့ထားလိုက်တော့မနက်ဖြန်တော့ဒီလအော်ဒီတစ်ခါလေးကျွန်တော်ဒီမှာဟိုကပြရရှိသေးတယ်သူကပေးနေတော့အပင်တော့နည်းနည်းချိန်နေဟိုဟာလေဒီနှစ်ရက်တွင်ဝမ်းချင်းတနေ့လာရင်ကနှစ်ရက်တွင်ဝမ်းချင်းဒီနေ့ทีมတော့မနက်ပြန်ဝမ်းချင်းကြံနေလို့ရင်ပြလိုက်မယ်ဟုတ်ပြီသူကဒီမှာကြာတာဘင်းနေမနက်ထိတ်နဲ့ဒီမနက်ကခွန်ထိတ်နဲ့ဒီတောက်ကြညနေထိတ်ပေါင်းခွန်နဲ့တဲ့နဲ့ပေါင်းတော့ချစ်3ဝမ်းချင်းကဒီ2ရက်အတွင်းမှာကြပေးရမယ်ဆိုတော့ဒီနေ့ကချစ်3ကထိမိသွားဘူးဆိုတော့မနက်ပြန်နေကုန်ဝမ်းချင်းကချစ်3ဝမ်းချင်းရှိရယ်အဲ့အရင်ဘက်ကိုစစ်မယ်ဆိုရင်ဒီမှာလေးထိတ်ဒီကလေးထိတ်ပဲဒီကချစ်ထိတ်ကပေါင်းတော့လေးနဲ့ချင်းနဲ့ပေါင်းတော့နှစ်ခုံဝမ်းချင်းကဒီ2ရက်အတွင်းမှာထိရမယ်ဆိုတော့အဲ့မှာ2 3ထွက်တယ်ဟုတ်ပြီအဲ့ထက်ကဘက်ကိုသွားကြည့်မယ်ဆိုရင်6ထိတ်1ထိတ်6နဲ့တဲ့ပေါင်းတော့9ဝမ်းချင်းဒီနှစ်ပင်မှာထိရမယ်ဆိုတော့ထိရယ်9ဝမ်းချင်းထိရယ်နော်ဒီမှာလည်းအဲ့လိုပဲ3ထိတ်4ထိတ်ဆိုတော့3နဲ့4နဲ့ပေါင်းတော့9ဝမ်းချင်းဒီ2ရက်မှာထိရမယ်ဆိုတော့အဲ့မှာ90နဲ့9ချစ်နဲ့ထိရယ်နော်အဲ့ဒါဆက်သွားလို့ရတယ်ဒီလားဒီချစ်တော်တော်များများ तू ကအပင်တော်တော်များများမှန်နေတော်တော်ကိုများတယ် तू ကခမ်းမန်းကြီးဆိုဒီလောက်တော့ဒီလောက်တော့ရှိတော့မှတင်တာဒီတန်းလောက်တော့ရှိတော့မှတင်တာတွက်ကြည့်လိုက်3ညနဲ့3ညနဲ့3ညနဲ့က3ညထိတ်နဲ့3ညနဲ့3ညနဲ့3နဲ့ပေါင်းတော့3ချေဝန်းချင်းဒီမှာထိရယ်3.5ဝန်းချင်းဒီမှာထိရယ်ဟုတ်တယ် तू ကတော်တော်ချင်းနေအဲ့ဒါတော့မနေ့ပြန်ဆိုရင်ဒီမှာခွန်ထိတ်ကဒီမှာတစ်ထိတ်ကဆိုတော့3.5ဝန်းချင်းကဟိုဒီ2ရက်တွင်းထိရမှာဆိုတော့ဒီနေ့ကခွန်5ဆိုတော့3.5ဝန်းချင်းထိမတော့မနေ့ပြန်ဝန်းချင်းပန်နေတော့3.5ဝန်းချင်းရှိရယ်ဟိုကီးရလဲ646ကီးရှိရယ်နော်ဒီမနေ့ပြန်တော့ဝန်းချင်းရသူက
ပေးနေတော့အပင်လောက်နည်းနည်းချေနေဘလုံးဆိုတော့ဒီ6ကယ်ဒီ4ရယ်ဒီ3ညရယ်ဒီ3လုံးပေါင်းချင်းဒီ3လုံးပေါင်းချင်းကိုဒီ3လုံးပေါင်းချင်း6နဲ့4နဲ့ပေါင်းတော့6နဲ့4နဲ့ပေါင်းတော့3ည3ည3ညနဲ့ပေါင်းတော့3ည3ည3ညပါဝါ9 3ည9ညနဲ့ကခွန်3ည3ည9 3ညခွန်မရေးလိုက်မနော်3ညထိတ်နဲ့တဲရေးလို့မရလို့3ည9ခွန်3ည9ခွန်ကြီးရဒီဘယ်မှာထိရမှာဆိုတော့အဲ့မှာညနေမှာခွန်ချစ်ဆိုပြီးတော့ခွန်နှလုံးထိရဟိုနောက်တစ်ပင်ကျဒီကခွန်4ထိပ်ဒီက6ဒီကချစ်ကယ်ဆိုတော့4ရ6ရပေါင်းတော့3ညနဲ့7နဲ့ပေါင်းတော့ချစ်ဆိုတော့ချစ်ကိုပါဝါနှစ်ခတ်ယူလို့ချစ်3တကီချစ်3တကီကဒီနောက်ရက်မှာထိရမှာဆိုတော့ဒီမှာ3ခွန်ဆိုပြီးတော့3တလုံးလာထိရဟုတ်နောက်တစ်ပင်ကျဒီချစ်ကယ်4ရဒီခွန်ရချစ်နဲ့4နဲ့ပေါင်းတော့2နဲ့9နဲ့ပေါင်းတော့946ကီ946ကီကဒီနောက်တရက်မှာထိရမယ်ဆိုတော့ဒီမှာ6နှစ်ထိရ96ထိရနော်အဲ့ဒါမဲ့ဒီမှာ3ညနဲ့6ပေါင်းတော့3ညနဲ့ပေါင်းတော့3ညနဲ့ပေါင်းတော့2နဲ့6နဲ့ပေါင်းတော့ချစ်3တကီရနောက်တရက်မှာထိရမယ်ဆိုတော့ချစ်3တကီဒီမှာ1 9ဆိုပြီးညနေထိရ6ကယ်9ရပေါင်းတော့1နဲ့9နဲ့ပေါင်းတော့3ည5ကုန်ကီ3ည5ခွန်ကီဒီမှာ5ဘူးထိရနောက်3ည5ခွန်ကီရ40ထိရပြော9ရ9ရပေါင်းတော့4နဲ့3ညနဲ့ပေါင်းတော့3 4 9နှစ်ကီ4 9နှစ်ကီရနောက်တရက်မှာ4ခွန်ဆိုပြီးထိရအဲ့တိုင်းမတွက်သွားမှာနော်မနက်ဖြန်တွက်ဆိုရင်ဒီကတစ်ထိတ်ကတော်တော်လည်းမနော်ကြားတဲ့ဟာလိုက်ထားလိုက်တော့ကြားတဲ့တိုင်းကုန်မှန်နေကျွန်တော်သိပြီးသားတစ်က9ရပေါ့နော်6နဲ့9နဲ့ပေါ့နော်တစ်မနက်ဖြန်အတွက်ဆိုရင်ကီးရ16ကြီးကီးရအမာကီးဆိုတော့16ကြီးကီးရှိရဟုတ်ကဲ့မနက်ဖြန်တော့ကီးရနေကုန်ကီးက16ချီကီးနောက်ပြီးနေကုန်နောက်တကီးက946ကီးဝမ်းချင်းက3ချက်ဝမ်းချင်း3ချက်ဝမ်းချင်းနော်ကျွန်တော်က946ကတက်6ချက်ကတက်ခွဲဆင်မှတင်တာပဲဘာလို့ချစ်တလုံးကောင်းမှတင်တာဘုံတူဒီကြီးနှစ်ခုဘုံတူဆိုရင်6တလုံးဘုံတူပဲဒီအချင်းနဲ့ဒီကြီးကြချစ်တလုံးဘုံတူပဲတကွက်ကောင်း6ချစ်ဆိုပြီးတကွက်ကောင်းထိုးလိုက်ဟုတ်တော့စနော်ဒီ6ချက်ကဒီရမဟုတ်တက်ကရ6ချက်ကမနေ့ထိုးရမလို့ညနေမှာထိုးရမှာအဲ့တော့ကီးရနေကုန်ကီးရ2ကီးအချင်းတစ်ခုအချင်း3ချက်ချင်းကီးရ946ကီးရ16ချက်ကီးရ2ကီးလောက်တော့အမားကြီးပဲ2ကီးလောက်တော့ဆင်းရမှာဟုတ်ကဲ့ညဗီဒီယိုတော့မှပြောပြကြပါဒါပတ်တိသမားပြောတာကျွန်တော်ပြောတာဒီမှာခွန်ကပတ်တိရအရန်ဟိုဖြစ်တယ်ဗျာဒီဟိုဒါပတ်တိရတလုံးနဲ့ပန့်စိတ်မဖြစ်ဘူးအားကြောင့်လို့ပတ်တိရကိုကပါဝါတော့တက်လိုက်တော့မပြောက်ဘူးဗျာအားကြောင့်ပတ်တိပန့်နှလုံးမှာကောင်းတာနှလုံးကောင်းတယ်တော့
ညားလည်းကျွန်တော်ရှင်းပြတာပါဥပမာကိုကခွန်ပတ်ရင်နှစ်နဲ့ပတ်သက်ပြီးတော့ရန်ကိုရဲမှာအဲ့လိုမျိုးကဒီပတ်တိငါးကွက်ပဲပုံများဗျာဒီ24ကွက်ကပုတ်တုအတွင်းမှာတစ်ကွက်ကကျင်းစီထွက်တယ်ဆိုရင်ဒါနဲ့ပဲအမြတ်ယူအဲ့ဒါမို့ဒါနဲ့ပဲအမြတ်ယူနောက်ပြီးဒီမှာကနန်းပရိသ12ကွက်ပရိသကနန်းဟိုမထက်မချီ तू ကအပတ်တိုင်းမှာတစ်ကွက်တော့ထွက်တယ်အဲ့လိုချင်လို့လေအဲ့လိုချင်လို့ပို့တာတယောက်ချီရယ် तू ကအဲ့မှာငါးခုံပဲထိုးတယ်တဲ့မကြိုက်လို့တဲ့ပဲထိုးတော့မပေါက်တာပေါ့ဒီကြီးမှာကျွန်တော်ကနန်းတွဲနေကုန်အတွက်ပေါ့နော်နေကုန်အတွက်တွဲကြည့်မယ်ဆိုရင်ကျွန်တော်ကနန်းမချွိုက်ပေးခြင်းဘူးမချွိုက်ပေးခြင်းဆိုကျွန်တော်ကနန်းချွိုင်ရင်ကတော့လို့ချွိုက်ကြိုက်တာအဲ့ဒါမှကျွန်တော်ကိုကြိုက်တယ်ကို6တယ်ရအဲ့မှာထည့်ကြည့်မယ်ဆိုရင်ကျွန်တော်ဟိုဟာ6နဲ့8ကပုံတော့6ကိုပိုင်းယူလိုက်မယ်6နဲ့6ကို6နဲ့6ကို6 4 6 1 6 9 6 46 3ရှင်းနေကြရှင်းလေးရှင်းတီချစ်ကိုချစ်စေနော်6 လေးမကြိုက်ဘူး6လေးပဲလိုက်60ကြိုက်တယ်အဲ့ဒါဆိုရင်ကျွန်တော်အခုမှ16ကြီးဒီမှာဟိုဟာ386အခွေရှိရနော်386အခွေဂီးဆိုင်မနက်ဖြန်ဆင်းလောက်တယ်နေတူရ386အခွေရနောက်ပြ16အခွေလည်းရှိရမနက်ဖြန်အဲ့အခွေနှစ်ခွေထုံးနေတယ်လုံးတော့ပါကြီးမနက်ကဒီဟို386အခွေရ16အခွေရအကုန်ပေးတာတော့ကြည့်ပါလေအဲ့ခွေနှစ်ခွေထုံးကိုမနက်ဖြန်တော့ကလုံးတော့ပြီဟောဆိုတော့သူက646တော့646ကထိမဲ့ဆိုရင်6တလုံးပါတယ်ဆိုတော့လေကျွန်တော်6ကိုဘူးကြိုက်နေရ6တလုံး6ပိုင်ကြိုက်တယ်6တလုံးကြိုက်တယ်โอเคရဗီဒီယိုကဒီလောက်ပါပဲเนาะအဲ့မှာဟိုဟာ386ခွင်းနဲ့16ခွေပဲမနေ့ပြန်ထိုးရင်လုံတော့ပါပြီလုံတော့တာတော့ဟောဆိုတော့ပြီးနေလဲကြိုက်တယ်ဆိုတော့386ထွက်ရင်လည်းအဲ့မှာ3ချီချင်းရလည်းမလွတ်တော့ဘူးဟို16ခွေထွက်ရင်လည်းအကုန်မလွတ်တော့ဘူး16ခွေထွက်ရင်အကုန်မလွတ်တာဆိုမဲ့ဟို3ချီဝန်းကျင်လောက်လွတ်မှာပေါ့အဲ့ခွေနှစ်ခွေထွက်မယ်ထင်တာပဲကျွန်တော်အာတန်နေအဲ့ခွေနှစ်ခွေပဲပိုးကြိုက်တယ်ဟုတ်ဗျာအဲ့ဗီဒီယိုလေးကတော့ပဲ